ကျွန်တော်ထင်တယ်ဗျာကျွန်တော်ခါတိုင်းပြီးခဲ့တဲ့ခောက်တင်လို့လည်းလာတာနဲ့မတူဘူးခုတစ်ခေါက်လာတာကျွန်တော်ရင်ထဲမှာတမီးဖြစ်နေတာဒီအောင်ပြီးတော့ကျွန်တော်တခုတော့မေးချင်တယ်ဗျာကျွန်တော်မေးလို့ရမှာလားဘာလို့လဲဆိုတော့ကိုမောင်တော်မကြီးလည်းဖြစ်နေကိုသားသမီးတို့လည်းဖြစ်နေပြီဆိုတော့ဟုတ်လဲဆိုကျွန်တော်ရင်ထဲမှာတမျိုးဖြစ်နေလို့အရင်ခောက်ပြီးတာအဲ့လိုမဟုတ်ဘူးဗျာနည်းနည်းလေးစိမ့်နေတယ်လို့ဖြစ်နေတော့အဲ့ဒါဟုတ်တယ်ကျွန်တော်တို့စားပြီးတော့ပွဲထွက်ပါပြီဆိုကြတဲ့ကလာတာကောင်းရင်လားဗျာကျွန်တော်ခင်ဗျာကျွန်တော်ပြောတာအားလုံးပြောလို့မရဘူးလားကောင်းလားအဲ့ဒါရင်ကျွန်တော်တခုလောက်မေးမယ်ကြိုက်လားကြိုက်ရင်ဖေးနေမိသလားထားမျိုးကြတော့ကြိုက်လားဆိုကြိုက်တယ်တဲ့မင်းသားပြောတော့ကောင်းလားဆိုကောင်းတယ်ကြိုက်လားဆိုကြိုက်တယ်အောင်မလေးဘယ်သူမှကြိုက်ကိုနှင်းခိုင်ကြိုက်အဲ့ဒါငါဖေးဖေးဖေးလိုက်ယူလေကျွန်တော်မယုံနဲ့အခါမင်းလေးလို့ဖေးလိုက်စမ်းဖေးလိုက်ကြည့်အမေလည်းပြောတော့ကြိုးစားပြက်တယ်နော်ဒီကြိုးစားပြက်တယ်လည်းခင်ဗျအမလီဟဲ့တယ်နော်သူပဲနေလည်းပြောတာဟုတ်တယ်မလားဟုတ်မမတို့မကျင်းထဲမှာမနေမပြောတော့မနေမပြီးကျွန်တော်လည်းမင်းသားလို့ကျွန်တော်လည်းဒီတော့မင်းသားပဲမအဲ့စကားမလို့ကျွန်တော်လည်းပြောတယ်ပြောပြီကျွန်တော်မအဲ့စကားပြောတော့မဟုတ်ရန်ထီတယ်တကယ်ပဲအဲ့ဒါတော့ရိုက်စကားပြောနေအဲ့ဒီကကျွန်တော်တကယ်ချင်းနဲ့ဝင်လာတော့ဆိုင်ကနေဝင်လာတော့ကောင်မလေးတော့ပြောနေတာရောက်ကိုလာတာတဲ့ကိုဘော်လေးကြီးပြေသွားတော့နဲ့ကောင်မလေးတော့လာတယ်တဲ့ငါပြောရပို့ဖြစ်ပါကောင်မလေးတော့ကျွန်တော်လာကြိုးနေတဲ့အချိန်ဆိုတော့ကိုဘော်လေးကြီးမရှိဘူးတဲ့ဘာလို့ဆိုတော့နောက်ကကောင်လေးတဲ့ကျုံတဲ့လူကမေးတာကိုဘော်လေးကြီးကိုတွေ့ရင်လို့တဲ့ကောင်မလေးတော့ပြောလိုက်စမ်းပါဆောရဖို့ရှင်လို့တဲ့တဲ့တာကိုရအဲ့ဒါရေးလည်းမချိုးရဘူးစပြနဲ့ကိုရှင်လို့တဲ့မဒါကြီးမရှိဘူးကျွန်တော်အဲ့တော့မအားလို့ကွာခမင်းလေးကကြိုက်တယ်နော်အဲ့တော့မအားလို့ရင်ထဲမှာရှေ့တိုင်းလို့မအားလို့ပို့ခြိုက်တယ်မင်းစားတော့ပုံစံလေးနဲ့ပြန်မေးလိုက်စားဘောရင်တော့လို့ကြိုက်သေးလားရပြီလားဘောရင်တော့လို့ကြိုက်သေးလားဟုတ်ရှင်တော့ဘယ်သူမှမကြိုက်ရောက်သေးရင်ငါတော့ကြိုက်နေပြီအဲ့ပူစီရှင်ရတော့ဘာမှနေတော့လေဝင်ပြီးကြတဲ့ပွဲတော့ငါလက်တော့တာမဟုတ်ရင်တော့ကြိုက်နေစပယ်ကလက်ခံတာဟဲ့ချစ်ချစ်စီလိုက်တယ်လက်ခံတဲ့ဟာတို့ချာချစ်ချလို့လားစပယ်ကလက်ခံတာချစ်ချစ်စီလိုက်တယ်လက်ခံတဲ့ဟာတို့ချာဝေးရှိတာဆိုလားဘယ်မှာချောင်းချစ်တယ်ရင်ကားလို့တွေ့အကမီးပါလေချစ်တာစေချစ်တော်ကချင်အောင်ဗျာလာပြီလား
မတရားဘူးမင်းသမီးတွေရောလူရှင်တော်တွေရောကြံသေးတယ် ကျန်သေးလေဘယ်တော့တော့